မြတ်စွာဘုရားလက်ထက်ကနတ်သားတစ်ပါးကမြတ်စွာဘုရားကိုလာပြီးတော့မေးတယ်ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရာရောက်ပါသလဲတဲ့ဆိုလိုတာကဖြစ်လေရာဘဝမှာခွန်အားကြီးအောင်ဘာတွေကိုလှူရမှလဲတဲ့နားလေအောင်သဘောပေါက်အောင်နားထောင်တော့တခါဤမိုင်များဘယ်လိုအရာကိုလှူလို့ရှိရင်ရုပ်ဆင်းအင်္ဂါလှပတင့်နေခြင်းကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်နှချက်ရှိပြီဘယ်လိုအရာကိုလှူဒန်းရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်ပါသလဲတဲ့မိကွန်းဘယ်နှချက်၅ချက်မေးတာ9မိနစ်အတွင်းပြီးပြောပါနော်အဲ့ဒီမှာမြတ်စွာဘုရားကအစာအာဟာရကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရာရောက်တယ်တဲ့ဖြစ်လေရာဘဝမှာခွန်အားကြီးမယ်ပေါ့အဓိကဟုတ်လားအဝတ်အစားကိုလှူဒန်းလို့ရှိရင်အဝတ်အထည်ကိုလှူဒန်းလို့ရှိရင်ရုပ်ရည်လှပတင့်တယ်ခြင်းကိုလှူဒန်းရာရောက်တယ်တဲ့ဖြစ်လေရာဘဝမှာရုပ်ချောမယ်ပေါ့ဟုတ်လားစီးစရာရင်ကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်တဲ့ဖဏတ်ဟာလည်းပဲရင်ထဲမှာပါတယ်နော်ဖဏတ်လှူတယ်မိမိတို့ကကားတို့ဘာတို့မလှူနိုင်ဘူးဆိုရင်ခရီးစရိတ်တို့ဘာတို့သူများလမ်းသွားတဲ့နေရာမှာအဆင်ပြေအောင်လှူမယ်ဆိုရင်လည်းဒါရှင်ကိုလှူဒန်းရာရောက်တယ်လို့ပြောလို့မရဘူးလားအဲ့ဒီလိုရင်အစရှိတဲ့ဖဏတ်အစရှိတဲ့လှူဒန်းပွဲဝတ္ထုကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်လူခံတဲ့ပုဂ္ဂိုလ်ချမ်းသာသွားစေလို့နော်အလင်းရောင်ကိုလှူဒန်းရင်စီမီးကိုလှူဒန်းရင်အခုလိုလျှက်စစ်မီးတွေကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရာရောက်တယ်တဲ့ဘယ်နှချက်ရှိပြီ၄ချက်ရှိပြီ၅ခုမြောက်မေခွန်းမှတ်မိသေးလားအလုံးစုံလှူဒန်းတာနော်ဘာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်ပါသလဲဆိုတဲ့မေခွန်းလေအရက်လေးမျက်နှာရက်ရှင်းမျက်နှာကကြွရောက်လာကြတဲ့တန်ဃာတော်ရှင်မြတ်များသတင်းသုံးကြပါစေလို့မွန်မြတ်တဲ့စိတ်စေတနာပြဋ္ဌာန်းပြီးတော့ကျောင်းကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်တယ်တဲ့ဝမ်းမြောက်เสียမကောင်းဘူးလားအဲ့ဒါမြတ်စွာဘုရားကနတ်သားကမေခွန်း၅ခုမေးပြီမလို့အဖြေကို6ခုဖြေတယ်ဗျာနောက်ထပ်အဖြေတစ်ခုကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့သူတစ်ပါးနားလည်အောင်တရားဓမ္မတွေကိုသိအောင်ပြောပြပေးတယ်ဟောပြပေးတယ်စာဥစ္စာရများလှူတယ်တရားတေး